မင်္ဂလာပါအားလုံးပဲဒီနေ့ကျွန်တော်တို့စောင့်ရှောက်မှုလုပ်ငန်းအင်တာဗျူးတက်တဲ့အခါတင်တို့အများစုကစိတ်ပူနေကြတဲ့ဝတ်စုံစည်းမျဉ်းနဲ့လေးစားမှုအကြောင်းအသေးစိတ်ဆွေးနွေးပါမယ်အင်တာဗျူးနေ့မှာဘာဝေးရမလဲလို့တွေးနေပါသလားတကယ်တော့ပထမဆုံးထင်မြင်ချက်က 0.2 စက္ကန့်ကိုနဲ့မနည်းစက္ကန့်အတွင်းဖြစ်ပေါ်လာပါတယ်တင်အလုပ်ကျွမ်းကျင်မှုနဲ့ရိုးသားမှုကိုတင်လျော်တဲ့ဝတ်စုံနဲ့အပြုအမူတွေကနေထင်ထိရောက်စွာပြသကြရအောင်စောင့်ရှောက်မှုလုပ်ငန်းအင်တာဗျူးဝတ်စုံအတွက်အခြေခံစည်းမျဉ်းတွေကိုမျှဝေပါမယ်အခြေခံမူဝါဒကအထူးညွှန်ကြားချက်မရှိရင်ဝတ်စုံဝတ်ဆင်ခြင်းကအဘေးကင်းဆုံးရွေးချယ်မှုပါအမျိုးသားတွေအတွက်သမှုတရားပြသို့မဟုတ်မိခိုးရောင်ဝတ်စုံကိုတန်ရှင်းသောအဖြူရောင်အင်ကြီးနဲ့ရိုးရှင်းသောလီစီနဲ့ပေါင်းစပ်ပါအမျိုးသမီးတွေအတွက်ဝတ်စုံသို့မဟုတ်ဘလေဇာဒူအထီစကတ်သို့မဟုတ်ပေါင်းပြီးနဲ့တဘာဝမိတ်ကပ်တွေကမသားရမဲ့အခြေခံတွေပါသို့တော်လည်းစောင့်ရှောက်မှုလုပ်ငန်းမှာလည်းသူ့ဟာနဲ့သူလိုက်လျောညီထွေမှုရှိပါတယ်အဖွေများကအလွတ်တဘောဝတ်စုံလက်ခံနိုင်သည်သို့မဟုတ်တတောင့်တတဝတ်စုံလို့ပြောတဲ့အခါသို့မဟုတ်အချိန်ပိုင်းရာထူးများအတွက်အဖွေလဲပတ်မှုတွေနဲ့အလားတူနေတွင်လက်တွေ့အကဲဖြတ်မှုတွေအတွက်အခြေအနေတစ်ခုချင်းစီနဲ့စိတ်လော်သောဝတ်စုံကိုရွေးချယ်ခြင်းကအရေးကြီးပါတယ်။နောက်ထပ်ကျွန်တော်ညွှန်ကြားချက်အမျိုးအစားမျိုးလိုက်ဘလို့တုံပတ်ရမလဲဆိုတာမိတ်ဆက်ပေးပါမယ်။ပထမဦးစွာအထူးညွှန်ကြားချက်မရှိရင်ဝတ်စုံဝတ်ဆင်တို့အလေးနက်အကြံပြုပါတယ်။တန်တရားရှိတဲ့အခါဝတ်စုံကအဘေးကင်းဆုံးရွေးချယ်မှုပါ။နောက်တစ်ခုဖွဲ့များကအလွတ်တဘောဝတ်စုံလက်ခံနိုင်သည်သို့မဟုတ်တက်တောင့်တတဝတ်စုံလို့ပြောတဲ့အခါရုံးအလွတ်တဘောနဲ့တုံခံပါဆိုလိုတာကအလုတ်ကျွမ်းကျင်တော်လေတက်တာရှိတော်သုံးဆန်ပါအမျိုးသားဘလေဇာချီနိုလဲပတ်အင်ဂျီအမျိုးသမီးဘလေဇာစကတ်သို့မဟုတ်ပေါင်းပြီးအင်ဂျီသို့မဟုတ်အပေါ်ဒီစီထို့တော့ဂျင်းတီရှပ်နဲ့အားကစားဖနက်တွေကိုရှောင်ချင်းတင်ကြောင်းသတိပြုပါတယ်ပြီးတော့အဖွဲလက်ပတ်မှုသို့မဟုတ်လက်တွေ့အကဲဖြတ်မှုအလားတူနေမှာရှိတဲ့အခါလှုပ်ရှားရလွယ်မှုကိုစဉ်းစားရပါမယ်လဲလဲရန်အဝေးစားများကိုယူဆောင်လာပါသို့မဟုတ်လှုပ်ရှားရလွယ်သောလုပ်ငန်းရေးရာအလူတဖို့ကိုရွေးချယ်ပါဒီလိုအခြေအနေတွေမှာတာဝန်ရှိသူနဲ့ကြိုတင်အသိပြုဖို့အကောင်းဆုံးပါမေခွေးမေးဖို့မတွင်းဆုပ်ခြင်းကပြင်ဆင်မှုမရှိခြင်းကိုတားဆီးပြီးအလုရှင်ကိုတိတ်အလေးနက်မှုကိုလေးပြသပါတယ်။နောက်တစ်ခုဝတ်စုံအသေးစိတ်စစ်ဆေးရမယ့်အချက်များကိုမိတ်ဆက်ပေးပါမယ်။ပထမဦးဆုံးဖနက်နဲ့ပတ်သက်ပြီးအစွန်းအသင်းသို့မဟုတ်ကုတ်ရများမရှိသောတားရည်ဖနက်ကိုရွေးချယ်ပြီးအင်တာဗျူးမတိုင်ခင်ကောင်းကောင်းပွတ်တိုက်တာ။စပင်ကတန်းရှင်းပြီးမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်နိုင်အောင်ဖြစ်တင်ပါတယ်။မျက်ခုံးကမျက်လုံးကိုမဖုံးအုပ်တင်ပါဘူး။အစင်တန်စာများကိုအနည်းဆုံးထားပါလက်ထက်လက်စွပ်သို့မဟုတ်ရိုးရှင်းသောလက်ပတ်နာရည်တာပြီးတော့ရေမွေးနဲ့ပတ်သက်ပြီးဖြောထားပါသို့မဟုတ်လုံးဝမတုံးပါနဲ့စောင့်ရှောက်မှုနေရာများတွင်ရနံ့များအထက်ခန်းစားချက်ထိခိုက်လွယ်ပေါင်းဝတ်ဆောင်မှုအသုံးပြုသူများရှိတာကြောင့်ဒီအချက်ကအထူးဂရုစိုက်ရပါမယ်အင်တာဗျူးနေ့မှာအပြုအမူနဲ့ပတ်သက်ပြီးရောက်ရှိချိန်အချိန်ကြောင်းပြောပါမယ်ပထမဦးစောနေရာအနီးမှာ15မှ20မိနစ်ကြိုပြီးရောက်ရှိပြီးတင့်အတွင်အထင်ကိုနောက်ဆုံးစစ်ဆေးပါပြီးတော့10မိနစ်ကြိုပြီးလက်ခံမှုကိုပြီးမြောက်ပါဒါကလုပ်ငန်းစံချိန်ညီချိန်ပါ9မိနစ်မတိုင်ခင်သတ်မှတ်ထားသောနေရာတွင်ဆောင်ဆိုင်ပြီးအင်တာထုံးချင်းကဲ့သို့နောက်ဆုံးပြင်ဆင်မှုများကိုပြီးမြောက်ပါဒီအချိန်ခွဲဝေးမှုကိုလိုက်နာခြင်းကအင်တာဗျူးကိုတည်ငြိမ်စွာရင်ဆိုင်နိုင်အောင်ကူညီပါတယ်အခြေခံလေးစားမှုအနေနဲ့လက်ခံမှုတွင်ယဉ်ကျေးသောဘာသာစကားသုံးပြီးမိမိကိုယ်ကိုမိတ်ဆက်ပြီးအင်တာဗျူးချိန်ဆမှုကိုအကြောင်းကြားပါမိုဘိုင်းဖုန်းကိုပေးထားပါသို့မဟုတ်လုံးဝတိတ်ဆိတ်မှုကိုတတ်မှတ်ပါတုံးခါမှုအတန်တုံမထွက်အောင်တတ်မှတ်ပါအခန်းထဲဝင်ရောက်တဲ့အခါခွင့်ပြုပါလို့ပြောပြီးဦးညွတ်ပါ၃ချိန်ခောက်ခြင်းကဆမ်စပါတယ်ပြီးတော့စောင်းဆိုင်နေစံတောင်အပြုမှုကိုဂရုစိုက်ပါစမတ်ဖုန်းသုံးခြင်းသို့မဟုတ်စာဖတ်ခြင်းကိုရှောင်ခြင်းပါတင်လို့ရအားလုံးစောင့်ကြည့်ပြီးအကဲဖြတ်ခံနေရသည်ဟုစဉ်းစားပါစောင့်ရှောက်မှုလုပ်ငန်းအထူးရေးကြီးသောအချက်များကိုပြောပါမယ်စောင့်ရှောက်မှုလုပ်ငန်းကဝန်ဆောင်မှုအသုံးပြုသူများနဲ့တိုက်ရိုက်ထွေးတွေ့မှုပါဝင်တာကြောင့်တန်ရှင်းမှုကိုအထူးတန်ဖိုးထားပါတယ်။လက်တီးတူထားပြီးလက်များတန်ရှင်းအောင်ထားပါ။ဒါကဘေးကင်းရေးရှုထောင့်ကနေစဉ်းစားမှုပါ။တောက်ပေါ်သောလက်တီးအမှုပညာကိုရှောင်ကျဉ်ပြီးအကျော်များသောအဝိစာကိုလုံးဝတားမြစ်ပါတယ်။တင်အဝိစာကိုမိဘူးတိုက်ပြီးတန်ရှင်းသောအခြေအနေထိန်းသိမ်းပါ။ဒီတန်ရှင်းမှုအလေးပေးမှုကစောင့်ရှောက်မှုလုပ်ငန်းတဲ့တင်းလျော်မှုကိုပြသသည့်အရေးကြီးသောအချက်ဖြစ်လာပါတယ်။အင်တာဗျူးတွေမှာအဖြစ်များတဲ့အထူးအခြေအနေတွေကိုလည်းဖော်ပြပါမယ်။အဖွဲ့အများစုမှာဝင်ပေါက်မှာဖနက်ချွတ်ပြီးဖနက်စီလီပါဖို့လဲလှယ်ရပါမယ်။ဆိုရမာကတင့်ချေအခြေအနေလဲစစ်ဆေးမှုခံရပါမယ်။
ထို့ပြင်အဖွဲ့လက်ပတ်မှုရှိတဲ့အခါတက်တောင့်တတလမ်းလျှောက်ဖက်ကအလွန်ရေးကြည့်ပါတယ်ပြီးတော့ဝန်ဆောင်မှုသုံးဘူးသူများနဲ့ထွေးထွေးမှုကြောင့်ယူဆချက်မေးခွန်းများမကြခဏရှိတာကြောင့်တန်ရှင်းမှုကိုပိုမိုတန်ဖိုးထားပါတယ်ဒီထူးခြားတွေကိုကြိုတင်နားလည်ခြင်းကအင်တာဗျူးတွေမှာပိုမိုယုံကြည်မှုရစေမှာပါမကြာခဏမေးတဲ့မေးခွန်းတွေကိုဖြေပါမယ်ပထမဦးစွာဝတ်စုံမရှိရင်ဘယ်လိုလုပ်မလဲရုံးအလုပ်သဘောနဲ့တုံ့ပြန်နိုင်ပါတယ်ဒါပေမဲ့အလုပ်ကျွမ်းကျင်မှုဖျားတာဖို့ဘလေစာဝတ်ဖို့မှတ်တာပါနောက်တစ်ခုပူပြင်းသောຫນွေတီမှာတောင်ဝတ်စုံဝတ်ဖို့လိုအပ်ပါသလားခရီးသွားနေစဉ်တက်တောင့်တက်တာဝတ်ဆင်နိုင်ပြီးအင်တာဗျူးနေရာအနီးမှာဘလေစာဝတ်ဆင်ပါအချိန်ပိုင်းအင်တာဗျူးအတွက်ဝတ်စုံလိုအပ်ပါသလားမဖြစ်မနေမလိုပါဘူးဒါပေမဲ့တန်တရားရှိရင်ဝတ်စုံကနောက်တစ်ခါဘေးကင်းတော့ယူချင်မှုပါယုံအလုပ်သဘောလည်းလက်ခံနိုင်ပါတယ်နောက်ဆုံးမေးခွန်းအလွတ်တဘောဝတ်စုံအဆင်ပြေတယ်လို့ပြောရင်ဘယ်လောက်အလွတ်တဘောဖြစ်နိုင်မလဲယုံအလွတ်တဘောဆင့်ကိုတင်းဆန်အဖြစ်သုံးပါ jeans t-shirt နဲ့အားကစားဖနက်တွေကိုရှောင်ကျင်ပါအလွတ်တဘောဆိုတဲ့စကားလုံးကြောင့်မရှုပ်ထွေးပါနဲ့အရေးကြီးတာကအလုပ်ပတ်ဝန်းကျင်အတွက်တင့်လျော်သောဝတ်စုံကိုအမြဲတမ်းယူဆိုင်ခြင်းပါစိတ်ပူနေရင်အဖွဲ့နဲ့ကရဲ့အတီးပြူခြင်းကအတိချဆုံးပါအင်တာဗျူးနောက်ပိုင်းနောက်ဆက်တွဲကိုလည်းပြောပါမယ်ကျေးဇူးတင်ပါတယ်အီးမေးလ်မဖြစ်မနေလိုအပ်ခြင်းမရှိပါဘူးဒါပေမဲ့အင်တာဗျူးနေ့မှာပို့ခြင်းကကောင်းမွန်သောထင်မြင်ချက်ဖန်တီးပါတယ်ရင်းစီဖို့ဆုံးဖြတ်နေဆုံးဖြတ်ချက်လုပ်ပြီးတာနဲ့ယဉ်ကျေးစွာဆက်တွဲပါပြီးတော့အချိန်စရာချိန်ညီမှုအီးမေးလ်များကိုတုံ့ပြန်တဲ့အခါ24နာရီအတွင်းစာဖြတ်နေကိုစားလက်ရက်ဆွဲများစွာကိုအကြံပြုပါဒီတုံ့ပြန်မှုနည်းလမ်းတွေကတင့်ရိုးသားမှုနဲ့အလုပ်ကျွမ်းကျင်သတိရှိမှုကိုပြသရန်အခွင့်အလမ်းများလည်းဖြစ်ပါတယ်အခုဒီနေ့ရဲ့အဓိကအချက်တွေကိုအကျဉ်းချုပ်ပါမယ်စောင့်ရှောက်မှုလုပ်ငန်းအင်တာဗျူးဝတ်စုံကအခြေခံအားဖြင့်ဝတ်စုံပါဒါပေမဲ့လုပ်ငန်းအတွက်တီးခြားလိုက်ရောညီထွေမှုလည်းရှိပါတယ်အရေးကြီးသောအချက်များကိုပြန်လည်သုံးသပ်ကြရအောင်ပထမဦးဆုံးတန်တရားရှိတဲ့အခါဝတ်စုံကအဘေးကင်းဆုံးရွေးချယ်မှုပါအဖွဲ့မှာညွှန်ကြားချက်များပေးထားရင်လိုက်နာပါစောင့်ရှောက်မှုလုပ်ငန်းမှာတန်ရှင်းမှုကအထူးအရေးကြီးပါတယ်ရောက်ရှိချိန်ကလုပ်ငန်းစံရ10မိနစ်ကြိုပါမိုဘိုင်းဖုန်းကိုလုံးဝသိသိမှုမဟုတ်ကိုတတ်မှတ်ပါပြီးတော့အချိန်ပိုင်းအင်တာဗျူးတွေကပုံမလိုက်တော်ညီထွေဖြစ်တော်လဲအလုပ်ကျွမ်းကျင်မှုတောင်းဆိုပါတယ်စောင့်ရှောက်မှုလုပ်ငန်း၏လက္ခဏာရပ်များကိုနားလည်ပြီးတင့်လျော်သောဝတ်စုံကိုရွေးချယ်ခြင်းဖြင့်တင့်အလေးနမှုနှင့်ကွင်းဆက်နားလည်မှုကိုပြသနိုင်ပါတယ်တိကျစွာပြင်ဆင်ပြီးယုံကြည်မှုရှိတင့်အင်တာဗျူးကိုချင်းကပ်ပါတင့်ရိုးသားသောသဘောထားကအင်တာဗျူးစစ်ဆေးသူအမှန်တကယ်ခံစားရမှာပါစိတ်ပူပူပန်ပန်တွေရှိရင်အဖွဲ့နှင့်ကြိုတင်အတည်ပြုဖို့မတွန့်ဆုတ်ပါနဲ့တင့်အောင်မြင်မှုအတွက်ကောင်းကောင်းဆုမွန်ဆုတောင်းပါလေကျွန်တော်အမြဲတမ်းတင့်ကိုထောက်ခံပါလေဒီနေ့ပုံပြင်အတွက်ဒါပဲဖြစ်ပါတယ်မနှက်ဖြန်ပို့ထားဟုနေထိုင်ခွင့်အခြေအနေတီးတန်ကျွမ်းကျင်လို့တာစောင့်ရှောက်မှုအကြောင်းဆွေးနွေးပါမယ်ကျေးဇူးပြု၍ channel ကိုစာရင်းသွင်းပြီးအကြောင်းကြားချက်များကိုသတ်မှတ်ပါမနှက်ဖြန်တွေ့မယ်